ကဲသမီးတို့ကြိုးလိုက်ကန်စူတောင်းစူတောင်းပြပါဟုတ်မောင်ဒေါ်မိခိုင်တို့ပါတော့စူတောင်းမစူတောင်းမလုံးလေးရှိပြီမတ်တမ်းမနော်အိမ်ဆောင်မဲ့လူရဲ့အဖွဲဝင်တွေမတ်တမ်းမို့ကဲဘေးရှိဟုတ်ကြမယ်ဝိုင်းစားကိုကြာပါအောင်ဝီပေးမယ်အကုန်ပေးမယ်အောင်ဝီပြောကြပြောကြအောင်ဝီပြေအောင်ဝီအောင်ဝီရောက်ပြီဝိုင်းစားအောင်ကြာအောင်မတွေ့ဘူးအောင်မရပြောကြပြောကြပြေလေးကောက်ကြပါကောက်မလားဟိုပါချင်နေပါချင်နေကဲတော်ပြီနော်ကြာပြေပြီပါကျေးဇူးတော်ပြီရနေလိုက်မယ်ကျေးဇူးတင်လိုက်မောတယ်ဘယ်နဲ့တိုင်လေးဘာတော့တင်လိုက်တော့ပါဝါဆယ်ပြီးဖြစ်သွားဘာပဲလဲတောက်ဟုတ်